နေကြတာပေါ့နော် financial performance ကြိုက်တဲ့စီးပွားရေးလို့ရှုံးမြတ်တော့ရှိတယ်စီးပွားရေးလုပ်တယ်ဆိုတဲ့ကကျွန်တော်တို့ကမျက်ချင်လို့လုပ်တာဟုတ်ဘယ်သူကအရှုံးခံပြီးလုပ်မလဲ financial နဲ့ပတ်သက်တဲ့ performance အဲ့တော့ကျွန်တော်တို့လုပ်တဲ့စီးပွားရေးဒီတခါလေကျရင်ဖြစ်တတ်တယ်စီးရင်ထဲမှာတော့မြက်နေတယ် cash flow ကမလဲဘူးကိုယ့်ရဲ့ business စွမ်းဆောင်ရည်လုပ်ငန်းကောင်းမှုဆိုရင်အခုကျွန်တော်ဆွေးနွေးခဲ့တဲ့ဒီအချက်လေး6ချက်ကိုကျွန်တော်တို့ကြည့်အောင်ပါကျွန်တော်ပြန်ပြောပါမယ်ငွေကြေးဆိုင်ရာရလက် okay ကောင်းနေဖို့လိုတယ်ဖောက်တဲ့ဆိုင်ရာ performance ကောင်းနေဖို့လိုတယ်လုပ်ငန်းစဉ်တွေနဲ့အလုပ်လုပ်ပုံလုပ်နေတဲ့ process and operational performance တွေကောင်းနေဖို့လိုတယ် performance ကိုကျွန်တော်တို့ကစဉ်းစားရတယ်ဝန်ထမ်းတယောက်ချင်းစီတိုင်းရဲ့ performance ကိုစဉ်းစားမယ်လို့ပြောရင်အဲ့ဒီမှာကျွန်တော်တို့ကပြဿနာဆက်တက်တာဝန်ထမ်းတွေရဲ့ performance ကဘာလဲလို့ပြောရင်ကျွန်တော် KPI နဲ့ပတ်သက်တဲ့ training တွေ performance management နဲ့ပတ်သက်တဲ့ training တွေ PMS တွေ performance setting တွေကျွန်တော်တင်တန်းနေအများကြီးပေးမှုတယ် set တဲ့အထိလုပ်မှုတဲ့အခါမှာ what is in performance ကိုယ့်ရဲ့ဝန်ထမ်းအပေါ်မှာကျွန်တော်တို့ထားတဲ့ performance လို့ပြောရင်တချို့ business လုပ်ငန်းရှင်တွေ manager တွေကိုယ်တိုင်တည်တည်ချာချာလေး awareness မဖြစ်တာရှိကျွန်တော်တို့က performance လို့ပြောရင်ဒီကနေ့ခေတ်မှာတော့ရိုးရှင်းလွယ်ကူတဲ့စကားလုံးတစ်လုံးနဲ့ပြောမှာပေါ့စွမ်းဆောင်ရည်ဆိုတာရလက်ပဲတဲ့စွမ်းဆောင်ရည်ဆိုတာရလက်ပဲတဲ့ဘလို့ရလက်မျိုးလေအမှနောက်တစ်ဆင့်စကားထပ်ပြောလာပြီနော်အဲ့တော့ဝန်ထမ်းတယောက်ကနေ့စဉ်နဲ့များလုပ်နေတဲ့လုပ်ငန်းတွေအများကြီးရှိတယ်အဲ့ရှာတယောက်အနေနဲ့ပဲစဉ်းစားကြည့်အောင်ဒီနေ့ခေတ်မှာတော့တဲ့စွမ်းဆောင်ရည်က activity သူ့ရဲ့လှုပ်ဆောင်မှုရလက်တစ်ခုတော့အလုပ်လုပ်နေတာ result ကတော့မတူဘူးတဲ့အဲ့ဒီဟာကိုရဖို့အတွက်တကယ်လုပ်နေတဲ့အရာတဲ့စီမံခန့်ခွဲမှုရှုထောင့်ရတော့ဒီမှာဒီနေ့လာနားထောင်နေတဲ့ကျွန်တော်မိတ်ဆွေတွေကျောင်းသူကျောင်းသားတွေအနေနဲ့ activities and results ကိုတော့နားလည်ဖို့လိုတယ်ဟုတ်ပြီဒါရှေ့ကပြောခဲ့ performance ကို measurement လုပ်တယ်ဆိုတဲ့ချိန်မှာတော့တဲ့ KPI နဲ့ role ကအရေးကြီးလာတယ်ဟာကျွန်တော်တို့ကဝန်ထမ်းတွေရဲ့စွမ်းဆောင်ရည်ကိုအရင်လိုမျိုးအမှတ်တွေပေးပြီးတော့မတိကျမသေးကြတဲ့အန်ကလီclear မဖြစ်တဲ့ဟာမျိုးတွေနဲ့ standard မရှိတဲ့ point တွေနဲ့ကိုယ်စိတ်နဲ့ manager ရဲ့သဘောနဲ့ manager ရဲ့ feeling တွေပေါ်မူတည်ပြီးအမှတ်ပေးတဲ့ kit ထက်သူတို့အလုပ်လုပ်နေတဲ့ပေါ်မှာမူတည်ပြီးသူတို့ရဲ့ရလက်တွေကတကယ်မှန်ကန်တဲ့ organization ရဲ့ performance ကိုပေးနိုင်တဲ့အခြေအနေဖြစ်ဖို့ကျွန်တော်တို့ကလုပ်ငန်းတွေဗျာတိစောက်တဲ့အခါမှာ ultimate comparative advantage လို့ပြောတဲ့သူများတွေနဲ့မတူတဲ့ comparative advantage ရှင်ပြိုင်မှုရဲ့အကျိုးရလက်စုံစမရှိတဲ့ရှင်ပြိုင်မှုရဲ့အားသာချက်တွေရဖို့တဲ့ greater organization တွေကိုဘယ်လိုတည်ဆောက်မလဲဒီခုနက performance ကအလွန်ပါတဲ့ဘာတွေကိုထည့်ပြီးစဉ်းစားရမလဲတဲ့မဖြစ်မနေရေးကြီးတဲ့ leadership ပေါ့နော်ဒီနေ့ခေါင်းဆောင်မှုနဲ့ပတ်သက်တဲ့အကြောင်းတွေအများကြီးကျွန်တော်တို့တင်တန်းတွေလည်းကျွန်တော်ပေးကြတာတွေ့တယ်ဟောကြားပြောကြတာတွေလည်းတွေ့တယ်ခေါင်းဆောင်မှုတကယ်လက်တွေ့ကြတဲ့တကယ်ခေါင်းဆောင်ကောင်းတွေကိုယ့်ရဲ့ဖွဲ့စည်းတွက်မှာရှိနိုင်ဖို့လိုတယ်ဒါကိုពេលတစ်ခုအနေနဲ့ကျွန်တော်တို့စဉ်းစားတယ်ကာချာတဲ့ကာချာလို့ပြောရင်ကျွန်တော်တို့ရဲ့ organization တွေကဘလို့ကာချာမျိုးတွေနဲ့တိဆောက်ထားတဲ့ဖွဲ့စည်းဖြစ်တယ်လေတဲ့ဒါပြောဒါလို့ဟုတ်ကဲ့ဒါပဲဒီလိုခိုင်းရင်ဒီလိုပဲလုပ်တယ်ဆိုတဲ့ကာချာမျိုးလားတဲ့မသိဘူးခိုးရင်တည်းကလုပ်ခဲ့တာအရင်တော့ကလုပ်ခဲ့လို့လိုက်လုပ်တာဘာကြောင့်လုပ်ရမှန်းသူတို့လည်းမသိဘူးဘာရည်ရွယ်ချက်နဲ့ဒါကိုလုပ်ခဲ့မှန်းလည်းမသိဘူးကျွန်တော်တို့အဖွဲ့အစည်းတွေမှာပြောအများအားပြောနေတဲ့စကားရှေ့ကလူတွေလုပ်ခဲ့လို့အရင်တော့ကတော့ဒီတိုင်းပဲလုပ်တာဒါဆိုရင်ကျွန်တော်တို့ရဲ့ကာချာတွေကဘယ်လိုပုံစံမျိုးတွေဖြစ်နေလဲ capability တဲ့အလုပ်လုပ်နေတယ်ဆိုတာအဲ့ဒီဖွဲ့စည်းတွေမှာတကယ်လုပ်နိုင်တဲ့လူတွေဘယ်လောက်ရှိသလဲတဲ့ဒါလည်းကျွန်တော်တို့ထည့်သွင်းပြီးတော့စဉ်းစားရမယ်နောက်တစ်ခုတော့အရေးကြီးပါတယ် engagement ပါဒီလေးခုက performance ရဲ့အလွန်မှာဒီလေးခုကိုထည့်သွင်းပြီးစဉ်းစားရအောင်အဲ့တော့ beyond performance leadership style က coach လုပ်ပြီးတယ်အဲ့တော့လောက်ရမယ့်မိကုံးမိတဲ့ခေါင်းဆောင်ဖြစ်ဖို့လိုတယ်တဲ့စွမ်းဆောင်ရည်အလွန်မှာကျွန်တော်တို့က performance တွေပဲကြည့်မနေနဲ့ဟုတ်ကို manager တွေအုပ်ချုပ်တာ KPI တော့ထိတော့ထိတယ်အတင်း pressure တွေနဲ့စိတ်ဖိစီးမှုတွေနဲ့ကြောက်လို့လုပ်နေရတာအလုပ်ပြုတ်သွားမှဆိုလို့ bonus တွေမရမှဆိုလို့ခံစား권တွေမရမှဆိုလို့မဟုတ်ပဲနဲ့သူတို့ကိုယ်တိုင်လူကြည်ကျင်နဲ့လှုပ်တက်တဲ့ practice ဖြစ်နိုင်ဖို့ ownership တွေတက်လာဖို့မသိရင်ကိုယ်တိုင်တင်ပြီး learning culture တွေဖြစ်လာဖို့ sustainable performance တွေရဖို့တော့ကိုအရေးကြီးပါတယ်เนาะကျွန်တော်နောက်တစ်ချက်ဆက်ကြည့်အောင် culture ပြဿနာဆရာတွေခေါ်ကြတယ်ကုမ္ပဏီမှာတခါကျရင်ကျွန်တော်အများနဲ့ပြောပါတယ်ဆရာတွေခေါ်ပြီး corporate training တွေပေးတယ်ပြီးသွားတယ်ဝန်ထမ်းတွေ review မေးကြည့်တယ်ကောင်းလားဆရာစာတင်တာကောင်းလားကောင်းတာပေါ့ဘာဖြစ်လို့လဲရည်ရလို့ဟာဆရာစာတင်တာကောင်းလားမကောင်းလားဝန်ထမ်းတွေမေးလိုက်ရည်ရလို့လေအဲ့ဆရာပြန်ခေါ်ပေးပါတယ်ရည်ရချင်းဟာတာကျင်ကြီးလို့
ဒါကြောင့်မလို့ကျွန်တော်တို့စဉ်းစားတဲ့အခါမှာလုပ်ငန်းခွင်မှာ scale တစ်ခု training တစ်ခုခုပေးပြီးသွားရင်အဲ့ဒါကို practice ပြန်လုပ်နိုင်တဲ့ culture မျိုးဖြစ်ဖို့လိုတယ် training ကတော့သိအောင်တော့သင်ပေးလိုက်မှာ sharing လုပ်ပေးလိုက်မှာနားလဲအောင် practice ပြောင်းလုပ်ဖို့ဆိုတာကျွန်တော်နဲ့ဆိုင်လာတဲ့ဖွဲ့စည်းတွင်းမှာအဲ့တော့သင်တန်းဆက်တယ်ပြီးသွားတယ် slide တွေပေးလိုက်တယ်စာအုပ်တွေပေးလိုက်တယ်သင်တန်းမှာတော့ပြောကြဆိုကြပြီးအဲ့စာအုပ်တွေဘယ်မှာပြန်ရှာမှမသိဘူးပြောတယ် engagement ဝန်ထမ်းတွေ engagement ဖြစ်ဖို့ဆိုတာလူပဲအလုပ်လုပ်ခြင်းစိတ်တွေပူဖြစ်အောင်လုပ်ပေါ်မှာပို့ပြီးတောင်းဝင်ယူစိတ်ရှိအောင်ပို့ပြီးစူးစမ်းခြင်းစိတ်ရှိအောင်ကျွန်တော်တို့စဉ်းစားတဲ့အခါမှာကျွန်တော်တို့ရဲ့စဉ်းစားမှုတွေဒီအလုပ်ကိုတောင်းဝင်နေနေတာမကအလုပ်တွေကိုဘာကြောင့်ထွက်တာလဲဘာကြောင့်စဉ်းစားတာလဲလို့ပြောရင်းတဲ့ရှေ့မှာကျွန်တော်တို့ဆွေးနွေးသလိုပေါ့နော် people don't leave job နော်ဝန်ထမ်းတွေကတဲ့အလုပ်ကိုဆွန့်ခွာတာမဟုတ်ဘူးတဲ့အလုပ်ထွက်ခြင်းလို့ထွက်တာမဟုတ်ဘူးတဲ့ fear နဲ့ politics ကခြားတွေဖြစ်တယ်လုပ်ငန်းဝင်ထဲမှာအကြောက်တရားတွေစိုးမိုးနေတယ်ကျွန်တော်တို့ Facebook တို့ TikTok တို့မှာအများတန်းတွေ့နေရတဲ့အတိုင်းကိုယ်ကြရမယ့်ဖျားတွေများနေလုပ်ငန်းခွင်ထဲမှာဘယ်သူကတကိုးကြီးမှမသိဘူးဆိုပြီးတော့ခဏခဏကျွန်တော်တွေ့တယ်အဲ့စာတို့လေးကျွန်တော်ပြောတဲ့အခါမှာတော့